ဒိတ်ပဲမရှိတာမင်္ဂလာဆောင်မှာအုပ်ဖို့ဘူတာနဲ့မင်္ဂလာဆောင်နဲ့အုပ်ဖို့ဘူတာနဲ့ဘာဆိုင်လို့အုပ်ဖို့ဘူတာတကယ်လာတယ်အကျုပ်ကိုယူပါသငယ်မရဲ့အုပ်ဖို့ဘူဘာအုပ်ဖို့လို့ဘာလို့အုပ်ဖို့ဘူတာလေဟမ်အုပ်ဖို့ဘူတာဟာအိမ်မှာထမင်းဟင်းကိုချက်ခဲ့ပြီလားချက်ခဲ့ပြီအကုန်ပြီးပြီအမေအကျွေးတောင်းခိုင်းတာကိုတောင်းပြီလားပြီးသွားပြီမဟုတ်ဘာနဲ့တစ်တော့ဆော်နေတာဟလားဒီလိုလေအုပ်ဖို့ဘူတာဘဲမှာတော့အုပ်ဖို့ဘူတာစားဖတ်တာလားရေးစင်းဘူတာနော်ဖတ်တတ်တယ်အုပ်ဖို့ဘူတာရိုက်ချင်အုပ်ဖို့ဘူတာကိုသွားရိုက်အဲ့တချင်းကအခုတစ်တော့မှာပေါင်နေလို့အများကြီးပဲဆွဲလိုက်ရင်အုပ်ဖို့ဘူတာတက်လားအုပ်ဖို့ဘူတာအဲ့ဒါမှန်တယ်လေအဲ့ဒါအုပ်ဖို့ဘူတာဆိုအုပ်ဖို့ဘူတာမှာရိုက်လေဘာလဲဘာလို့စိတ်မရောက်လဲအုပ်ဖို့ဘူတာတခါလာဘာလို့တရားပေါ်ရောက်လေအုပ်ဖို့ဘူတာဘယ်နာဖြစ်အုပ်ဖို့ဘူတာနဲ့စော့နေဒိတ်ပဲမရှိတာဟာဘာမှလည်းနှစ်သားမရှိဘာမှလည်းနှစ်သားရှိတဲ့ချင်းမဟုတ်ဘာအုပ်ဖို့ဘူတာတကယ်လားသူ့အရှင်းနိုင်ဆော့တာဟုတ်ငါပြန်ပြောနေမပြောနေဗျာအုပ်ဖို့ဘူတာဘာရှိတာအုပ်ဖို့ဘူတာတကယ်လာတယ်အကျုပ်ကိုယူပါသငယ်မဘာဖြစ်လားဘာဖြစ်တော့ငါဘူတာတော့သားမှာပါပြောတယ်အကျုပ်ကိုဘူတာတကယ်လာတယ်ကြော်ဒီချင်းပဲတက်နေရတယ်ကွာသငယ်မရဲ့တော့ဖြတ်လိုက်ဘာဖြစ်လို့တော့ငါကြည့်တော့ငါတော့ဖြတ်လိုက်ပြီကွာဘာဖြစ်လို့လဲဟာဘာဖြစ်မှာတော့တခါလာလေအုပ်ဖို့ဘူတာတကယ်လာတယ်ကျုပ်ကိုယူပါတငယ်မဓာကြီးတက်နေတော့အစမပြေဘူးအေးကြည့်ရမင်းပြောရလေဟုတ်တယ်လို့ပဲနော်အခုငါဘယ်ပြန်လာမှာတော့ဘယ်ပြန်လာမင်္ဂလာဆောင်ပြန်မင်္ဂလာဆောင်ဘာလို့လဲဟာမင်္ဂလာဆောင်ငါဖိတ်ထားလို့ဟုတ်တယ်မင်းအကူငွေလည်းမထည့်ခဲ့ဘူးကွာနော်လက်ဖွဲ့လည်းမပြီးခဲ့ဘူးပြောတာပါအကူငွေထည့်အာသူကနေလောက်လွဲနေလက်ဖွဲ့လည်းမပြီးခဲ့ဘူးပြီးတော့သူတို့ကျွေးတဲ့ဟာလည်းမစားခဲ့ဘူးသူတို့သားသူတို့လည်းနှုတ်မဆက်ဘူးဟုတ်ဗျအဲ့ဒါမင်းဘာလို့သွားနေသေးရောဟာပထမတော့ကွာလူတို့သိမလားသွားတာပေါ့ကွာဟိုကျတော့မင်္ဂလာဆောင်ဘာကြီးဖွင့်တယ်အဲ့အုပ်ဖို့ဘူတာတကယ်လာတယ်ဘာဆိုင်တော့မင်္ဂလာဆောင်နဲ့ဘာဆိုင်လို့လဲမင်္ဂလာဆောင်မှာအဲ့တရှင်ဖွင့်တော့အေးမင်္ဂလာဆောင်မှာအဲ့အကြီးဖွင့်တော့ဟုတ်ဗျာအေးကွာမင်းပြောချင်စရာပဲဒီ AI နဲ့ဆိုထားတဲ့တရှင်ရောကွာဘာမှအနှစ်သာရလည်းရှိတာမဟုတ်ဘူးအဲ့လောက်ကြီးလည်းကောင်းတာမဟုတ်ဘူးငါပြောတာကွာနော်ကောင်မလေးလှတယ်ပေါ့နော်ရွှေမန်းသူလေးလှတယ်ဟာညာဟုတ်ပါတယ်ကောင်မလေးအချောလှအောင်တင်စားတယ်အုပ်ဖို့ဘူတာကြီးလှတာကွာဟုတ်ကောလှလားအုပ်ဖို့ဘူတာမြင်ဘူးလားမြင်တော့မြင်ဘူးမင်းငါညမရှိသေးငါညမမင်းညမမင်းငါတို့ရည်စင်ဘူတာလေသိရလေရည်စင်ဘူတာအောက်မှာစော့နေအဲ့ချင်းနေအုပ်ဖို့ဘူတာတကယ်လှတယ်ခိုးလို့ဒီလို့ငါငေါက်ခဲ့သေးတယ်မင်းရလေငါကြောက်ကြချင်တော့မင်းသူလည်းခေစားတော့ကြောက်လိုက်ဆိုတာနေမှာပေါ့ဒါကြီးကပေါ်ပင်မှာကွာပေါ်